ဒီလင်ချမ်းအစိုးရနဲ့ဒီရှမ်းပြည်နယ်အစိုးရနဲ့တွေ့ဆုံပွဲမှာပေါ့နော်ဒီဘက်ဒီလင်ချမ်းအစိုးရဘက်ကဒီဘာတွေတောင်းဆိုတော့လဲဘာတွေတင်ပြတော့လဲပေါ့နော်အဲ့ဒါလေးတစ်ချက်လောက်ပြပြတော့ဟုတ်ကဲ့အဓိကကတော့ကျွန်တော်တို့လင်ချမ်းအစိုးရနဲ့ဒီကျွန်တော်တို့ရှမ်းပြည်နယ်အစိုးရရဲ့တွေ့ဆုံပွဲမှာလင်ချမ်းအစိုးရရဲ့အဓိကတောင်းဆိုတာအချက်တွေကတော့ဝချက်ဆက်ချက်လောက်ရှိပါတယ်အဓိကကတော့ရှင်းရှင်းရောနေဆက်ပေါ့ဘောရာ economic cooperation zone လို့ခေါ်တာပေါ့နိုင်ငံနေဆက်ပူးပေါင်းဆောင်ရွက်ရေး zone ကတော့ကျွန်တော်တို့ပြည်ထောင်စုအဆင့်မှာအမှုရေးထိုးပါပြီးဖြစ်တယ်နိုင်ငံတော်အဆင့်ရေးထိုးတာရှိပါတယ်အဲ့ဒါကိုအမြန်ဆုံးအကောင့်ထဲပေါ်ပြီးတော့ဖော်ပေးဖို့ပေါ့သူတို့ဘက်ကစန္ဒာကဒီရှိတယ်ပေါ့နော်တစ်ချက်ကနှစ်ချက်ကလောက်ကိုင်းမှာဒီ BB125 ဆိုတာရှိပါတယ်အဲ့ BB125 ကအရင်ဦးသိန်းစိန်ဆိုရလက်ထက်ကခွင့်ပြုထားပြီးဖြစ်တယ်သို့တော့ဒီတိုက်ပွဲဖြစ်သွားတဲ့ကာလမှာဒီကာလရဲ့နောက်ပိုင်းမှာဒီအကောင့်တွေပေါ်နိုင်ခြင်းမရှိဘူးပေါ့နော်အဲ့ဒီကိစ္စကိုလည်း BB125 gate ကိုရန်လုံချိုင်းဂိတ်ကဝင်ရထွက်ရတာကားတွေအချင်းချက်တဲ့အတွက် BB125 gate ကိုအမြန်ဆုံးဖွင့်ပေးဖို့ဆိုပြီးတော့တင်ပြတောင်းဆိုတာဖြစ်ပါတယ်နောက်တစ်ချက်ကဘာလဲဆိုလို့ရှိရင်တော့ဒီပေါ့ကွန်လုံတရားအမြန်ဆုံးပြည်စည်းဆောင်ရွက်ရေးပေါ့ဒါကတော့ကျွန်တော်တို့ရှမ်းအစိုးရကလည်းဆောင်ရွက်နေတယ်ကွန်လုံတရားကိုပြည်ထောင်စုကနေပြီးတော့တိုက်ရိုက်ဦးစီးတယ်တိုးတော်လည်းပဲဒီအောက်ချိန်မှာလေယာမြေရောခြေတွေကိုကျွန်တော်ဆောင်ရွက်နေတယ်ဒီကာလတိစောက်ချိန်ကတော့22လလောက်ကြာမြင့်မယ်ပေါ့နော်အဲ့ဒီဥစ္စာပြီးလို့ရှိရင်တော့ချင်းရှည်ရောကိုသွားတဲ့ဒီကုန်တင်ကားကြီးတွေကစောစောဝါလို့ပေါ့တန်ချင်းပို့လို့ကဲရတာတို့အဲ့ဒါမျိုးအခက်ခဲတွေကျွန်တော်တို့ကုန်စည်စည်းစိမ်မှုမြန်ဆန်လာမယ်ပေါ့လေအဲ့ဒီဥစ္စာနောက်ပြီး logistic cost တွေကျလာမယ်ပေါ့အဲ့ဒီတရားပြီးရင်အဲ့ဒါတော့ကျွန်တော်တို့ကတရားတင်လဲစောင့်မယ်ခုနှစ်တရားအဟောင်းကိုလည်းပြင်ဖို့ budget ပါလာပြီးဖြစ်တယ်19-20မှာပေါ့နော်အဲ့ဒီကိစ္စလေးကျွန်တော်တို့ရှင်းတယ်ပေါ့နောက် highway ရထားလမ်းနေဒီနိုင်ငံပူးပေါင်းဆောင်ရွက်ဖို့ပေါ့တနည်းအားဖြင့်ပြောရင်တို့ကလင်းချမ်းချင်းရွှေဟောလာရှိုအဲ့လိုမျိုးတရုတ်ရဲ့စီမံကိန်းကမူဆယ်လာရှိုမန္တလေးအဲ့လိုသွားပေါ့တို့တော့ဒါပြည်တော်စုစင်ကတရိုက်ကင်တော်တဲ့အတွက်ပြည်တော်စုအဆင့်ရဲ့သဘောတူညီမှုရရှိပြီးတော့မှဆောင်ရွက်ရမယ့်ကိစ္စတွေဖြစ်လို့ဒါတွေကတော့ဒီလိုပဲကျွန်တော်တို့ဆွေးနွေးခဲ့တယ်